ခါတလေကိုရောက်နေတဲ့ရက်ကမီးအောင်နေဘလောက်လင်းနေကိုယ့်အိမ်ကဖျောင်းနိုင်မီးလောက်မနှွေးထွေးဘူးလို့ခံစားရဘူးမြန်မာပြည်ကသတင်းတွေကိုဖတ်ပြီးတိတ်တိတ်လေးတက်ပြေးချနေရတာပဲတစ်ချိန်ရှိပြီမင်းဒီမှာပင်ပင်မမလှုပ်လှုပ်နေရတာကိုယ့်အတွက်တင်မဟုတ်ပဲအဘေးကမိသားစုရဲ့မျှော်လင့်ချက်ကိုထမ်းပိုးထားရတာဆိုငါသိပါမင်းဟာအိမ်နဲ့ဝေးတယ်မဲ့အိမ်အတွက်တော့လင်းအိမ်တစ်ခုပါခြေနေတွေကစိတ်တကြစရာကောင်းနေပါစေမင်းရဲ့ကြိုးစားမှုကချီးနှင်းမဖြစ်တော့ပါဘူးမင်းဒီမှာအာတင်းထားနိုင်မှအိမ်ကလူတွေစိတ်အေးရမှာအမောင်ဆုံးချိန်ဟာမိုးလင်းကန်ရဲ့ချိန်လို့ပြောလို့ရှိကြတယ်မင်းရဲ့ပင်မနွမ်းနယ်မှုတွေဟာဒီနေ့မှဂုဏ်ယူစရာတွေဖြစ်လာပါလိမ့်မယ်အိမ်ကိုလွမ်းတဲ့စိတ်ကိုခွန်အားဖြင့်ပြောင်းလဲလိုက်ပါမင်းတယောက်တည်းမဟုတ်ပါငါတို့အတူတူရှိပါအမြန်ဆုံးပြန်ဆောင်ရမယ်ညီမ